ဒီနေ့မှာဒုတ်ပြီးဓားပြီးတနက်ပြီးစေတဲ့အကာအကွယ်ပေါ့နော်အကာအကွယ်အခုခံပိုင်းကိုအလွန်ကောင်းတဲ့ဒီအင်းတော်ကြီးပညာခွင်တစ်ခုကိုကြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီတာမန်အားလုံးပေါ့နော်ခုနှစ်သားသမီးရှစ်သားသမီးအားလုံးဝရိယစိုက်ထုတ်ပြီးတော့လိုက်ဆွဲလို့ရအောင်လိုက်ပြီးစီရင်လို့ရအောင်အားလုံးနဲ့တင့်တော်တဲ့ဒီစီမင်းစီကံအားလုံးနဲ့တင့်တော်တဲ့အဟိမ္မန္တန်ခါတာအဟိမ့်ခါတာတွေကိုပဲပြောပြပေးရမယ်ပေါ့အဲ့တော့ဘာလို့ပဲအဓိကသုံးလဲဆိုရင်အားလုံးဘယ်တော့မှဘယ်ရှိတော့အောင်ပဲကြည်မမားစီရယ်ပြီးရင်လမ်းမအောင်မရောက်စီရယ်တရဏဂုံ3ပါခုန9ပါနှစ်ခုလုံးပဲတုံးသွားမယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာထပ်ပြီးရှင်းပြချင်တာကဒီဇာတ်ရဲ့ဒီအင်းနေစမတွေကိုတရဏဂုံ3ပါခုန9ပါနှစ်ခုတည်းပဲယူပြီးတော့ခေါ်တကယ်အသုံးပြုလို့ရတာလားဒါဆိုလို့ရှိရင်ဟိုမှာဘိန်းဥဇချတဲ့ဟာဒီဘောင်မြင်းတားတဲ့ခါမှာရွတ်တဲ့ဟာအဲ့လိုတီးတန့်ခါတာတွေကကြတော့ဘာလို့သတ်မှတ်ထားတာလဲအဲ့လိုတီးတန့်သတ်မှတ်ထားတာကလည်းအတတ်ပညာအရာတီးတန့်တစ်ပိုင်းပေါ့နော်သူ့ရဲ့အလုံးလုံးပုံလေးရဲ့တသက်တစ်ပိုင်းပေါ့အဲ့ဒါတွေမသိဘူးဆိုလည်းဘာမှမဖြစ်ဘူးတခုထုံရင်အကုန်ပြီးရဆိုစကားအလကားဖြစ်လာတာမဟုတ်ဘူးပေါ့နော်ဂါရမဏ္ဍတစ်ခုကိုထုံလိုက်အရာအားလုံးအဲ့ဂါရမဏ္ဍတစ်ခုနဲ့လုပ်လို့ရအဲ့တော့အမုံမြတ်ဆုံးဖြစ်တဲ့တရဏဂုံဂုံတော်9ပါးလည်းဒီလိုပဲသူ့ကိုထုံထားမယ်ဆိုလို့ရှိရင်ဘာမှမဆိုလုပ်လို့ရအဲ့ဒီလိုပဲမထုံထားတော့ညာလဲအဲ့ဒီဂါရမဏ္ဍနဲ့နောက်ဆုံးဘာမှမသိရွတ်ဖတ်ပြီးလောက်သွားမယ်ဆိုရင်တော့မှအမှားယွင်းမရှိဘဲနဲ့အဆင်ပြေတယ်ဂုံတော်9ပါးတရဏဂုံ3ပါးမန္တန်နဲ့ပဲဂါရနဲ့ပဲဟိန်းထားတာဖြစ်တဲ့အတွက်မကောင်းတဲ့နေရာမှာတော့တေချာပေါက်သုံးလို့မရဘူးเนาะအဲ့တော့လောကီပညာမှာကျတော့သူကထက်လေအောက်ပရိယေလေးတွေထည့်ပြီးတော့လက်တလုံးများလေးတွေရနာသုံးပေါက်သွေးဖယ်သွားတဲ့ပိုင်းတွေရှိတယ်မသွေးဖယ်သလိုလိုနဲ့သွေးဖယ်နေရာလေးတွေလည်းရှိတယ်အဲ့ဒါမျိုးပေါ့နော်တကယ်ကဒုတ်ပြီးတားပြီးတနက်ပြီးဆိုတာလည်းနည်းနည်းလေးသွေးဖယ်တာပဲသူလေဟိုဘယ်လိုပြောရမလဲဒါအနိစ္စဒုက္ခအနတ္တနော်သဘောတရားဖြစ်ချင်းပြည့်ချင်းသဘောတရားသူကလည်းဒါလွန်ဆန်ထားတာပဲအထိုက်လျောက်ပေါ့နော်ဒါကြောင့်မို့လို့ဒီကွာခြားချက်လေးရှိတယ်ပေါ့အဲ့တော့ထားပါတော့ဒီနေရာမှာတော့တဏ္ဍဂုံ3ပါးနဲ့ဂုံတော်9ပါးပဲအဓိကသုံးသွားမယ်အစွမ်းထက်တယ်နော်တေချာပေါက်အစွမ်းထက်တယ်နော်ဒါကိုတော့ရည်ကြီးလက်ခတ်မလွယ်ဘူးလုပ်လို့ရတယ်ပေါ့အဲ့တော့လိုက်ပြီးတော့မကလိနဲ့ပေါ့လေနော်ဟိုငါတော့တနက်ပြီးရငါတော့ဒုတ်ပြီးရဓားပြီးရဆိုပြီးတော့ကိုဖြစ်ကိုခံပေါ့နော်တေချာတော့အခုခံပိုင်းကောင်းတယ်အကာအကွယ်ပိုင်းကောင်းတယ်လွဲရှောင်ပိုင်းကောင်းတယ်လွဲရှောင်ဆိုတာတနက်ပြစ်လိုက်လို့တနက်ကြီးလွဲသွားတာတခုတည်းမဟုတ်ရန်ကိုကိုယ်စီမြောက်ခင်လေးကကြိုပြီးလွဲထားပြီဗျာဒါမျိုးအလွဲရှောင်လို့ပြောတာနော်မကောင်းတဲ့အရာပေါ့ကွာနော်အနိဋ္ဌာယုံတွေကိုမမြင်စေဘူးဟာလာမကောင်းတဲ့အန္တရာယ်တွေကိုယ်စီရောက်မလာဘူးတကူးသမျှတွေတရွာလုံးတိုက်သွားမယ်ကိုယ်အိမ်နဲ့ကွက်ပြီးပျောက်သွားတာတို့ဒါတွေကိုလွဲရှောင်လို့ခေါ်တယ်ဒါလည်းအခုခံအကာအကွယ်ပယောဂတွေပိုင်းနဲ့ပတ်သက်ရင်လည်းဒါအကာအကွယ်ပိုင်းခုခံပိုင်းကိုလုံးကိုခံပိုင်းအဲ့တော့ရေးကြုံပြီဆိုရင်လည်းတက်လုံကောင်းတယ်တနက်နဲ့ပြစ်လိုက်လို့ရှိရင်လည်းရေးကြုံတဲ့အခါမှာကြည်လွဲသွားတာမျိုးရေးကြုံတဲ့အခါမှာဒီဒုတ်ထားပြီးနေတာမျိုးเนาะနောက်ဆုံးထိသွားတယ်ဆိုရင်တော့မှအဲ့နေရာမှာကွဲပြဲသွားမဲ့နေရာမှာသွေးကြည်ပဲဥတာမျိုးဓာတ်နဲ့ထိုးလိုက်လို့ပေါက်သွားမဲ့နေရာမှာချော်ပြီးတော့ပေါ်ယုံလေးပေါ်သွားတာမျိုးပေါ့เนาะဒါမျိုးပေါ့လုံးဝအပီးပိတ်ဆိုရင်တော့အပီးပိတ်မှန်တယ်နေနဲ့အပီးပိတ်စီရင်နေစီမင်းစည်းကမ်းနေနဲ့သွားတာပေါ့เนาะဟုတ်ပြီဒါတော့အကျယ်တပွင့်အရင်ရှင်းပြတာပေါ့အဲ့တော့စမတွေကိုသုံးတဲ့နေရာမှာတတညခဆိုတာကိုသုံးသွားမယ်တတညကမဟုတ်เนาะတတညကဒါဘုရားရဲ့ဖြစ်တော်စဉ်ကြီးညွှန်းပြီးတော့ဖွဲ့ထားတယ်စမဆရာရှိကျွန်တော်ရှိမှာတော့ဗီဒီယိုတစ်ခုနဲ့တေးကြလေးတတညကစမဖြစ်ပုံပြောထားဒါတတညခပေါ့နော်ခါဝေကာကြီးမဟုတ်တတညခကလည်းဒါတတညကနေပါတတညကလိုပဲပေါ့နော်နေပယ်တော့မတူဘူးပေါ့သွားတဲ့နေပယ်ချင်းမတူပဲမဲ့အထာရတဘိုင်းနေနဲ့တော်တော်လေးကောင်းတယ်တခြားပညာကွင်တွေမှာလည်းသုံးလို့ရတယ်လူခေါ်တာတော့ဘာလို့ပြီးတော့အများကြီးပဲဒီဒုတ်ပြီးတားပြီးတွေရောအထာရတကြည်လွဲကြည်ကာပိုင်းပီရပိုင်းစသဖြင့်တတညခကလည်းတော်တော်အသုံးကျယ်ပေါ့နော်လောကီပိုင်းမှာအဲ့ဒါကိုသူကအနုလုံပရိလုံရှေ့တစ်ပြန်နောက်ပြန်သွားထားတယ်အဝင်ထွက်ပုံစံမျိုးလည်းဝင်ထွက်ပုံစံမျိုးလည်းပြောလို့ရပါဘောနော်ဟုတ်ပြီအဲ့လိုမျိုးသွားထားတယ်ပြီးတော့အန်နီယကင်းတဲ့နေရာမှာအလွန်ကောင်းတဲ့ကြီးလေးကြီးစမကိုဒေါင်လေးတောင်မှာထပ်သုံးသွားတယ်အဲ့ဒါကိုမှကာယသတိဘက်မှာကောင်းတဲ့ငကင်းမိတ်ကိုလဲတာဖက်မှာသုံးသွားတယ်နော်ဒါကြောင့်မို့လို့ဒီအင်းတော်ကြီးကတေချာပေါက်ကိုအကာအကွယ်အပြီးစီးပိုင်းမှာအရန်ကောင်းတယ်ဆိုတော့ဘာမှတန်တရားရှိစရာမလိုတော့ဘူးနော်ငကင်းမိတ်ကသူ့တလုံးနဲ့တောင်ကာယသတိကကောင်းတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘိန္ဒုဇာတန်ဒိဋ္ဌထုဘိန္ဒုကတော့ချရမှာပဲเนาะတောင်ဒီတောင်ပတ်ပတ်လည်မှာဘိန္ဒုဇာတန်အုံဘိန္ဒုဇာတန်ဒိဋ္ဌထုအုံဘိန္ဒုဇာတန်ဒိဋ္ဌထုအုံဘိန္ဒုဇာတန်ဒိဋ္ဌထုအဲ့မှန်နဲ့မသိဘူးလားတရဏဂုံသုံးပါဗုဒ္ဓရံကိစ္စဓမ္မရံကိစ္စတန်ခါရံကိစ္စဗုဒ္ဓရံကိစ္စဓမ္မရံကိစ္စတန်ခါရံကိစ္စဗုဒ္ဓရံကိစ္စဓမ္မရံကိစ္စတန်ခါရံကိစ္စအုံထဲလေရတယ်အုံမထဲလေရတယ်เนาะအဲ့တော့ပတ်ပတ်လည်မှာဒါဘိန္ဒု16ဆက်ချလိုက်
ပြီးတာနဲ့ထောင်လေးတောင်အရင်ပိတ်မယ်ပေါ့နော်ထောင်လေးတောင်ဒါအုတ်တိုင်းဒီမဟာတိုင်းဖွဲ့ပေါ့ဘာနဲ့ပိတ်မလဲဆိုရင်အုံကောက်ကူတန်ဖေအာနာဇက်ဤတွင်တည်ပါစေသတည်းအုံကောနာကုံဖေအာနာဇက်ဤတွင်တည်ပါစေသတည်းအုံကတ္တဗဖေအာနာဇက်ဤတွင်တည်ပါစေသတည်းအုံဂေါရမဖေအာနာဇက်ဤတွင်တည်ပါစေသတည်းဆိုပြီးတော့ပိတ်လိုက်မယ်နော်မုံမြတ်ဆုံးဖေလေးစုနဲ့ပိတ်တာဖြစ်ဒီလိုပိတ်တဲ့နေရာမှာဘောပြောင်လုံးဝမကြောက်အောင်ဒီဘောင်လုံး၄ခုလုံးပိတ်သွားတယ်ဒီကနေထားမယ်အုံကောက်ကူတန်ဖေအာနာဇက်ဤတွင်တည်ပါစေသတည်းအုံကောနာကုံဖေအာနာဇက်ဤတွင်တည်ပါစေသတည်းခဲတော့ဒီဘောပြောင်လုံးဝမကြောက်အောင်နော်အုံကတ္တဗဖေအာနာဇက်ဤတွင်တည်ပါစေသတည်းအုံဂေါရမဖေအာနာဇက်ဤတွင်တည်ပါစေသတည်းပြီးသွားပြီနော်အဲ့တော့ဒီအတွင်းစည်းကိုဒီမှာဆုံးသွားပြီဒီသူ့ဘေးကနေပြန်စားမယ်နော်သူကအပေါ်တက်ထားအောင်အောက်ပြန်ဆင်းတော့နော်အုံဘုံလုံးရဲ့အုံတဘလုံးရဲ့အုံတကရဏကိစ္စမြေအုံဘုံလုံးရဲ့အုံတဘလုံးရဲ့အုံတကရဏကိစ္စမြေအုံဘုံလုံးရဲ့အုံတဘလုံးရဲ့အုံတကရဏကိစ္စမြေခုနကတော့ဒီအပေါ်နော်ဒီကနေဒီလိုလာတာအောက်ကနေတော့အုံဘုံလုံးရဲ့အုံတဘလုံးရဲ့အုံတကရဏကိစ္စမြေအုံတဘလုံးရဲ့တဘလုံးရဲ့တကရဏကိစ္စမြေအုံတဘလုံးရဲ့တဘလုံးရဲ့တကရဏကိစ္စမြေနော်ဒါကိုပြီးသွားတယ်တော့တာတာညကောက်သွင်းတာတာညကောက်သွင်းတဲ့နေရာမှာကျွန်တော်တို့ခုံတော်9ပါရေးတာတငင်းကြီးကိုရေးပြီးဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္မာတော်သူတော်လောကဝိရိနောရောဝိသဓမ္မတာရိတရာရိယောဘုရားဘုဒ္ဓဘဂဝါတိပြောလိုက်မယ်တခါလေအခရာရေးတာအရင်ပြီးနေတယ်အရင်ပြီးနေမကြွနဲ့ဂါရာမပြီးနေမကြွနဲ့ဂါရာပြီးပြီဆိုမှဝိဇ္ဇာသမ္မာတော်သူတော်လောကဝိရိနောရောဝိသဓမ္မတာရိတရာရိယောဘုရားဘုဒ္ဓဘဂဝါတိအဲ့လိုပဲကျန်တဲ့စမာတွေလည်းဒီလိုပဲမြင်းသိမိခိုက်သွားတော့နော်ဒါမယ်ခရင်ခနဲ့နောက်ပြန်လဲခညာတတအောင်နော်ခညာတတဒီနောက်ကပြန်လာမယ်တတညာခနေဒါမယ်ခညာတပြီးသွားနော်အဲ့ထောင်လေးတောင်ကိုဒီထောင်လေးတောင်၄ခွက်ပြန်ရိုက်မယ်ရိုက်တဲ့အခါမှာမညီမညာဖြစ်မှာဆိုလို့ဒီလိုပုံစံမျိုးကိုတေချာလေးတိုင်းပြီးတော့ဒီလိုကတ်ထူပေါ်မှာအမိုးပုံစံလေးရင်ဆွဲလိုက်ဆွဲပြီးတော့မှသူသက်ဆိုင်ရာဒီထောင်တွေကိုလိုက်ပေါက်လိုက်ပေါက်ပြီးဆိုတော့မှဘိန်းနုဇက်ကိုဒီလိုမျိုးအကွက်ကိုချပလိုက်ပြီးတော့ဘိန်းနုဇက်လိုက်ချနော်ဘိန်းနုဇက်ချပြီးတာနဲ့ခုနကျွန်တော်ပြောသလိုအုံကောက်တန်ဖေအာနာဇက်ဤတွင်တည်ပါစေသည်အုံကောနာကုံဖေအာနာဇက်ဤတွင်တည်ပါစေသည်အုံကတ္တဗဖေအာနာဇက်ဤတွင်တည်ပါစေသည်အုံဂေါရမဖေအာနာဇက်ဤတွင်တည်ပါစေသည်ဒီနောက်ဆုံးပြီးမှဘောပင်ကိုကြွနော်ပြီးရတဲ့ဒီလေးခွက်လုံးရိုက်မယ်အတွင်းစီကိုတရဏဂုံနဲ့တာမယ်ပြီးရင်ကြီးလေးကြီးခုနကျွန်တော်ဂုံတော်9ပါးနဲ့တွင်းပြပါမယ်ကြီးလေးကြီးလည်းဂုံတော်9ပါးနဲ့တွင်းလက်ရရစ်မယ်ဇဘူဒီပါလက်ရတောင်ကျော်ကနေလက်ရရစ်လိုက်ရအကုန်ပြောက်တယ်နော်အကာကြီးကနေစားဒါဆိုပြီးသွားနဂင်းဘိတ်ကိုကျွန်တော်တို့ရွတ်မယ်ဒီထောင်းကနေပဲတောင်းမယ်ဒီဘောကနေတောင်းမယ်လက်ရရစ်နော်လက်ရရစ်နော်သူလည်းဂုံတော်9ပါးပဲနော်အဟုဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္မာတော်သူတော်လောကဝိရိနောရောဝိသဓမ္မတာရိတရာရိယောဘုရားဘုဒ္ဓဘဂဝါတိနော်အဲ့လိုပဲဒီလေးခုအဲ့ဒါဆိုလို့ရှိရင်အခုကဂုံတော်9ပါးတရဏဂုံနဲ့ပဲထုံသွားတာဖြစ်တဲ့အတွက်အပြင်လူတွေအနေနဲ့သိမတင်တော့ဘူးအတံမသွင်းတော့ဆိုလည်းပြဿနာမဟုတ်ဘူးဒါကိုပဲစောင့်ထားလိုက်အနေနဲ့ထိုက်လျောက်တော်တော်လေးကိုကျင်းသွားပြီကိုလုံးကိုခံကောင်းသွားပြီပေါ့နော်အဲ့တော့အသက်သွင်းတတ်တယ်သိတင်တတ်တယ်ဆိုတော့ပိုကောင်းတာပေါ့အဲ့တော့ထားလိုက်တော့ကျွန်တော်တို့ဒီပညာအတွင်းစည်းအနေနဲ့ခါရာတွေကိုလိုက်ပြီးပြောပြနေရမ်းကြောင်သွားမှာဆိုလို့အားလုံးလက်အသက်သွင်းလို့ရမယ့်ပုံစံကတော့ဘာအင်းအိုင်ခလက်လက်ဖွဲ့ဘလို့ဆောင်မျိုးပဲလာအထက်ပစ္စည်းတော့ဖြစ်ရမယ်ပေါ့နော်အထက်ပစ္စည်းတော့ဖြစ်ရမယ်အထက်ဆိုတာအထက်လမ်းပေါ့အထက်လမ်းလက်ဖွဲ့အထက်လမ်းအင်းအထက်လမ်းအဆောင်ဒါမျိုးပေါ့နော်အဲ့ဒါကိုလက်ပေါ်တင်ပြီးတော့ဒီအင်းဆိုလဲဒီအင်းကိုလက်ပေါ်တင်ပြီးတော့နှုတ်ခမ်းနားမှာထားလိုက်ပေါ့နော်ထားပြီးတော့ဂုံတော်9ပါးကိုဒါနဝင်းကြီးရေပေါ့ဂုံတော်9ပါးကို9ခေါက်18ခေါက်29ခေါက်36ခေါက်45ခေါက်54ခေါက်နော်63ခေါက်82ခေါက်81ခေါက်99ခေါက်108ခေါက်စသဖြင့်ရွတ်ပြီးတော့တိတ်ထိတင်လိုက်ရင်ဂုံတော်9ပါးတစ်ခုတည်းနဲ့တိတ်ထိတင်တာပွဲပြီးတယ်ပေါ့အဲ့တော့တရဏဂုံနဲ့ဂုံတော်9ပါးကိုပဲအသုံးပြုပြီးသွားတာဖြစ်တဲ့အတွက်မသိတော်တဲ့ဘက်မှာပဲတော့မှသွားပြီးမစွမ်းနော်တင့်တော်တဲ့ဘက်မှာပဲသွားတယ်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးတော့ကြွားချချက်ရှိတာပေါ့